စစ်ကောင်စီရဲ့ပြည်သူတွေပေါ်ကြမ်းဖက်တိုက်ခိုက်ဖို့တုံးလေးတုံးထရှိတဲ့ဒရုန်းမျိုးစားတွေအကြောင်းသိကောင်းစရာတော်လိုင်းတပ်ဖွဲ့တွေစိုးမိုးထားတဲ့နေမြေတွေအတွင်းမှာစစ်ကောင်စီတပ်က2025နှစ်စပိုင်းကစပြီးပြည်သူလူထုတွေအပေါ်ဒရုန်းတွေကိုအသုံးပြုပြီးတိုက်ခိုက်မှုတွေစတင်လှုပ်ဆောင်လာပါတယ်စစ်ကော်မရှင်ရဲ့ဒရုန်းတွေကြောင့်ထိခိုက်ဒဏ်ရာရတဲ့ပြည်သူလူထုဥယျာဉ်ကလည်းနေ့စဉ်နဲ့အမျှတိုးလာတာကိုတွေ့ရပါတယ်ဖဲခုံလွိုက်ကော်ဒီမော့ဆိုဖရူဆိုဘောလခဲဖားဆောင်မြို့နယ်တွေမှာရှိတဲ့စစ်ကော်မရှင်ရဲ့အခြေစိုက်တပ်စခန်းတွေသူတို့တပ်ဆွဲထားတဲ့နေရာတွေအပြင်စစ်ကြောင်းထိုးလာတဲ့လမ်းကြောင်းတစ်လျှောက်မှာဒရုန်းတိုက်ခိုက်မှုတွေကိုတွင်တွင်ကြဲကြဲအသုံးပြုပြီးအရက်သားတွေကိုတိုက်ခိုက်နေပါတယ်ဒီလိုပြည်သူလူထုအပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေကျူးလွန်နေတဲ့စစ်ကော်မရှင်တပ်ကအသုံးပြုနေတဲ့ဒရုန်းမျိုးစားနဲ့တိုက်ခိုက်မှုပုံစံတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အကြမ်းအားဖြင့်တော့စစ်ကော်မရှင်တပ်ကအသုံးပြုနေတဲ့ drone အမျိုးအစားတွေက VTOL Vertical Take Off and Landing ဒီ drone အမျိုးအစားကတော့လင်းရီလိုပဲအတောင်ပံအသေးတပ်ဆင်ထားတဲ့ drone အမျိုးအစားဖြစ်ပြီးဒေါင်လိုက်အသက်ဆင်းပြုလုပ်နိုင်ပါတယ်ပြေးလန်းဒါမှမဟုတ်လွတ်တင်တဲ့ဆင်မလိုပါဘူးဒီ drone အမျိုးအစားကိုလူနေထူထပ်တဲ့နေရာတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေဒီနေရာတွေကိုထောက်လန်းဖို့အသုံးပြုပါတယ်ဒရုန်းရဲ့ပြန်တန်းချိန်ကတော့တနာရီကနေ3နာရီအတွင်းဖြစ်ပြီးတချို့အင်ဂျင်တက်ဒရုန်းအမျိုးအစားတွေကတော့6နာရီဝန်းကျင်ပြန်တန်းနိုင်ပါတယ်အမြင့်ပေမီတာ1000ကနေ2000ကြားပြန်တန်းနိုင်ပြီးတော့ပြန်တန်းနေချိန်မှာပန်ကန်တလက်တန်နည်းနည်းကြားရနိုင်ပါတယ်ပြန်တန်းနိုင်တဲ့အကွာအဝေးကတော့ခန့်မှန်းချင်ကီလိုမီတာ100လောက်ရှိပါတယ်ဒီဒရုန်းရဲ့အဓိကလှုပ်ဆောင်ချက်ကကင်းထောက်တာဒီနေရာရှာဖွေတာဖြစ်လို့ဒီဒရုန်းကိုတွေးချိန်မှာလှုပ်ရှားမှုများများမလုပ်သင့်ပါဘူးဒါအပြင်အရေးရှိတဲ့တစ်ပင်တွေနဲ့လုံခြုံတဲ့နေရာတွေမှာပုံခုနေတင်ပါတယ်ဒုတိယ drone မျိုးစားကတော့ multi router drone ဒီ multi router drone မျိုးစားကတော့ပန်ကာတလက်၄ခုကနေ9ခုအထိပါရှိပြီးတော့အလေးချိန်15ကီလိုဂရမ်အထိတည်ယူနိုင်တဲ့ drone မျိုးစားဖြစ်ပါတယ်လက်ရှိစစ်ကော်မရှင်တပ်ကတော်လိုင်းတပ်ဖွဲ့တွေနဲ့အရက်သားပြည်သူတွေကိုတိုက်ခိုက်ရမှာသုံးလေးရှိတဲ့ drone မျိုးစားလည်းဖြစ်ပါတယ်ပြန်တန်းချိန်ကတော့ခန့်မှန်းချင်မိနစ်20ကနေ30အတွင်းပြန်တန်းနိုင်ပြီး drone မှာပါတဲ့ကင်မရာကနေကြည့်ရှုပြီးတိုက်ခိုက်တာဖြစ်စေ GPS waypoint နဲ့ဖြစ်စေတိုက်ခိုက်တာတွေကိုပြုလုပ်လေးရှိပါတယ်အကွာအဝေးအဖြစ်တော့9ကီလိုမီတာကနေ9ကီလိုမီတာအတွင်းဆောင်ရွက်နိုင်ပြီးအမြင့်ပေမီတာ900ကနေ1000ကြားပြန်တန်းနိုင်ပါတယ်ဒီ drone တွေကိုတော့ဂျမ်မာတွေနဲ့ကာကွယ်နိုင်ပါတယ်ဂျမ်မာဆိုတာက drone ထိန်းချုပ်မှုလိုင်းတွေကိုပိတ်ဆို့နိုင်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့လည်းတော်လိုင်းတပ်ဖွဲ့တွေမှာဂျမ်မာပိုင်ဆိုင်မှုနည်းပြီးတော့နေရာပေါင်းစုံကိုဖျက်ကျက်ထားနိုင်တဲ့အင်အားမရှိတာကြောင့်တချို့ဒေသတွေမှာပြည်သူတွေဟာစစ်ကော်မရှင်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုခံစားနေကြရဆဲဖြစ်ပါတယ်အများအဖြစ်စစ်ဆောင်စခန်းတွေကောက်ပဲတီးနှံရိတ်သိမ်းနေတဲ့ပြည်သူတွေကိုအကြမ်းဖက်တိုက်ခိုက်လေးရှိပါတယ်ဒီ drone အမျိုးအစားကတော့သူ့ရဲ့ပန်ကာဒလက်တန်တွေကိုတေတေချာချာကြားရနိုင်ပါတယ်ဒါကြောင့်ဒလက်တန်တွေကြားရင်ဘုတ်ခိုကျင်းတွေထဲဒါမှမဟုတ်အကာအကွယ်ကောင်းကောင်းပေးနိုင်တဲ့မြေကျင်းတွေထဲမှာဝင်ရောက်ပုံခိုပြီးအကာအကွယ်ယူနိုင်ပါတယ်ကွင်းပြောင်တွေတမန်တစ်သားအိမ်တွေမှာပုတ်ခုနေဖို့ကတော့မသင့်ပါဘူး RC အဆောက်အဦတွေကွန်ကရစ်အမိုးတွေရှိတဲ့နေရာတွေမှာပုတ်ခုနေရင်ထိခိုက်မှုကိုတက်တာစေနိုင်ပါတယ်ဒီ drone တွေဟာဘုတ်တီးပစ်ချချိန်မှာဘုံတီးတလက်တန်ကိုတေချာစွာကြားနိုင်တာကြောင့်ဒီ drone တွေဟာဘုံတီးပစ်ချတဲ့အချိန်မှာဘုံတီးတလက်တန်တွေကိုတေတေချာချာကြားနိုင်တာကြောင့်အမြန်ဝတ်နေဖို့လိုအပ်ပါတယ်တတိယအမျိုးအစားကတော့ FPV Kamikaze drone မျိုးစားဖြစ်ပါတယ် FPV Kamikaze drone မျိုးစားကတော့ multi-copter drone လိုပဲပင်မဒလက်လေးဖက်ပါရှိပြီးတော့အရွယ်အစားပိုသေးတဲ့ drone မျိုးစားဖြစ်ပါတယ်ဒီ drone မျိုးစားကိုရန်သူရဲ့ဒီနေရာကတုတ်ကျင်းတွေထက်ထိဝင်ရောက်တိုက်ခိုက်ဖို့အတွက်သုံးလေးရှိပါတယ်ဒီ drone ဟာ2ကီလိုဂရမ်လောက်အလေးချိန်ရှိတဲ့ဖောက်ခွဲရေးဘုံတီးတွေကိုတင်ဆောင်ထားနိုင်ပြီးတော့ပြစ်မှတ်ကိုဝင်တိုက်ပြီးမှပောက်ကွဲစေတာဖြစ်ပါတယ်ဒီ drone အမျိုးအစားကိုပဲတစ်ခါတလေမှာ multi-copter drone အကြီးတွေလိုဘုံတီးကျဲချတိုက်ခိုက်တဲ့ပုံစံမျိုးတွေနဲ့အသုံးပြုတတ်ပါသေးတယ် drone ရဲ့အလုပ်လုပ်ပုံကတော့မောင်းနှင်သူကဗီဒီယိုကင်မရာကနေတစ်ဆင့်မြင်ကွင်းကိုကြည့်ပြီးမောင်းနေတာဖြစ်ပါတယ်ဒီ drone ကတော့အရွယ်အစားအဖြစ်သေးတယ်လို့ဆိုပေမဲ့အတန်ကျဲတာကြောင့်အဝေးကနေကြားနိုင်ပါတယ်ဒါကြောင့် drone တန်ကြားတာနဲ့လုံခြုံပြီးအလွယ်တကူမမြင်နိုင်တဲ့နေရာတွေမှာပုံခုပြီးအကာအကွယ်ယူနိုင်ပါတယ်ဒီ drone ကိုဂျမ်မာတွေတပ်ဆင်ထားပြီးကာကွယ်နိုင်ပေမဲ့နေရာတိုင်းမှာဂျမ်မာထားနိုင်ဖို့အခက်အခဲရှိနေသေးဖြစ်ပါတယ်ဒီ drone ဟာဘုတ်ခိုကျင်းတွေအိမ်တကားပေါက်တွေအတွင်းကိုပါဝင်ရောက်တိုက်ခိုက်နိုင်တာကြောင့်အထူးဂရုစိုက်သင့်ပါတယ်
ဒါကြောင့်ဘုခုကျင်းတွေရဲ့ဝင်ပေါက်တွေကိုစကားတွေငါးဖမ်းပိုက်ကွန်တွေနဲ့ကာကွယ်ထားတာကဒီ drone ရဲ့ရန်ကိုအထိုက်အလျောက်ကာကွယ်ပေးနိုင်ပါလိမ့်မယ် Fixed wing kamikaze drone မျိုးစားဟာ trigger ပုံစံ delta wing fixed wing drone အမျိုးအစားဖြစ်ပြီးတော့စစ်ရှောက်စခန်းတွေနဲ့စာတင်ကျောင်းတွေဆေးရုံဆေးခန်းတွေကိုအကြမ်းဖက်တိုက်ခိုက်တဲ့နေရာမှာတုံးတဲ့အမျိုးအစားဖြစ်ပါတယ်အသေးခံ drone အမျိုးအစားဖြစ်တဲ့အတွက် drone နဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုတင်ဆောင်ပြီးပြစ်မှတ်ကိုဝင်တိုက်တာဖြစ်ပါတယ်ဒီအမျိုးအစားမှာတော့ GPS လမ်းညွှန်စနစ်ကိုအသုံးပြုပြီးတိုက်ခိုက်တာဖြစ်ပါတယ် FPV drone လိုလူကိုယ်တိုင်ထိန်းချုပ်မောင်းနှင်ဖို့တော့မလိုပါဘူးကြိုတင်ထက်သွင်းထားတဲ့ waypoint လမ်းညွှန်စနစ်တွေအတိုင်းသွားပြီးပြစ်မှတ်ကိုတိုက်ခိုက်တာပါအကုန်ကြတက်တာပြီးတော့ရိုးရှင်းတဲ့ဒီဇိုင်းနဲ့အလွယ်တကူရနိုင်တဲ့ port တွေနဲ့အသုံးပြုလုပ်ထားတာဖြစ်ပါတယ်ဖောက်ခွဲရေးပစ္စည်း2ကီလိုဂရမ်လောက်ကိုတည်ယူနိုင်ပြီးတော့ကီလိုမီတာ20ကနေ40အတွင်းမှာရှိတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်ပါတယ်ဒီ drone တွေမှာတော့ကင်မရာမပါပါဘူးကြိုတင်သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းသွားတာကြောင့်ဒီ drone ကနေကင်းထောက်တာပြစ်မှတ်ရှာတာတွေကိုလည်းမလုပ်နိုင်ပါဘူးဒီ drone ဟာအတန်တိုးတာကြောင့်အနီးကိုရောက်မှအတန်ကြားနိုင်တာဖြစ်ပါတယ်ဒီ drone ရဲ့အားနည်းချက်ကတော့ GPS ဖြစ်ပါတယ်ဈေးပေါ်တဲ့ GPS ဖြစ်တဲ့အလျောက်ဂျာမာတွေနဲ့တားဆီးနောက်ဆက်ခံရရင်တော့အလွယ်တကူပြတ်ကျနိုင်ပါတယ်ဂျာမာမရှိတဲ့နေရာတွေမှာဒီ drone ကိုမြင်ရင်ဘုတ်ခုကျင်းဒါမှမဟုတ်မြောင်းထဲကိုဝင်ပုန်းနေတာကထိရောက်တဲ့ကာကွယ်မှုဖြစ်ပါတယ်ဘယ်လိုပဲပြောဒီကာလဟာစစ်ကော်မရှင်တပ်ရဲ့လူထုအပေါ်ကြမ်းဖက်မှုတွေနေ့စဉ်တိုးလာနေတာကြောင့်ပြည်သူတွေတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ drone တန်ကိုနားဆွင့်ထားဖို့နဲ့အကာအကွယ်တွေယူနိုင်ဖို့လိုအပ်ပါတယ် drone အနေတွေကို short ချဖို့ပြည်သူတွေအနေနဲ့စစ်ကော်မရှင်တပ်ဆွဲထားတဲ့နေရာစစ်ကြောင်းထိုးတဲ့လမ်းကြောင်းနဲ့အနည်းဆုံး9မိုင်အကွာကနေသာသွာလာတာတွေစိုက်ပျိုးရေးလုပ်တာတွေကိုပြုလုပ်သင့်ပါတယ် drone တန်တွေကိုကြားရချိန်ဒါမှမဟုတ်မြင်ရတဲ့အချိန်တွေမှာအကာအကွယ်ရှိတဲ့လုံခြုံတဲ့နေရာတွေမှာပုံဖို့လိုအပ်ပါတယ်အကာအကွယ်မရှိတဲ့ကွင်းပြင်တွေမှာဖြစ်နေရင်တနေရာထဲမှာရပ်နေတာမျိုးမဟုတ်ပဲတတ်နိုင်သမျှနည်းနည်းမြန်ပြေးလွှာလှုပ်ရှားနေဖို့လိုပါတယ် drone နဲ့ဆက်ဆက်ပစ္စည်းတွေဘုံတီးတွေကိုမြေပြင်မှာတွေ့ရရင်ထိတွေ့ကြိုက်တွေ့တာမျိုးမလုပ်ပဲတော်လိုက်ရေးအဖွဲ့တွေစီကိုသတင်းပို့ဖို့လိုပါမယ်အကောင်းဆုံးကာကွယ်နည်းကတော့ drone လာပြီဆိုရင်နေရာတစ်ခုထဲမှာရပ်နေတာမျိုးမဟုတ်ပဲနည်းနည်းပြေးတာမျိုးလုပ်သင့်ပါတယ်သူနီးလာမှကိုကပြေးမယ်ဆိုရင်ကိုမြင်သွားနိုင်ချေရှိပါတယ်လုံခြုံတဲ့နေရာရှိရင်တော့လုံခြုံတဲ့နေရာမှာပုံဖို့အကြံပေးချင်ပါတယ်တကယ်လို့လုံခြုံတဲ့နေရာမရှိဘူးကွင်းပြင်ဖြစ်နေတယ်ဆိုရင်တော့ဆက်တိုက်ဘုံတီးမချမချင်းကျွန်တော်တို့ပြေးနေတာကနည်းနည်းလေးပိုပြီးကာကွယ်နိုင်မယ်လို့ယူဆပါတယ်ဒါမှမဟုတ်ဒလက်တန်တွေကြားရပြီဆိုရင်တော့ဝတ်နေလိုက်တာကအကောင်းဆုံးပါပဲ drone တန်မဟုတ်ပဲဒလက်တန်ကြားရပြီဆိုရင်တော့မပြေတော့ပဲဝတ်လိုက်တာမျိုးကတင်းရိုးဘင်းမှာဝတ်လိုက်တာမျိုးဒါမှမဟုတ်မြောင်းတို့ဘာလို့ရှိရင်ဝတ်လိုက်တာမျိုးကတော့ပို့ပြီးတော့လုံခြုံမှုရှိမယ်လို့ယူဆပါတယ်ခင်ဗျာ